ဒေသကြီးကြိုင်လက်မြို့နယ်ဆွေတော်စစ်ကြီးရွာဆွေတမန်ကျောင်းတိုင်နိုင်ငံတော်အစိုးရသာသနာ့ဓဇာဓမ္မစရိယာပရိယတိဓမ္မနုဂဟဓမ္မစရိယာဗရစိတ်တော်ရအရှင်ဇဝနာ၏ဂုဏဝိသိထဘုဇာပွဲအခမ်းအနား၌ညီဟန်ရွှေစေသာကော်မှုမြို့နယ်မှာရေးဆက်ပူဇော်အပ်သောမော်ကွန်စော်ယုံပေါ်ထွန်းစာနီအချီအချ၃ချက်ညီ41ဗရာစီစကြတဲ့မင်္ဂလာရတုပိုက်ဆောင်ကိုတမင်းမအေးမြတုံနဲ့အတူစနေရလင်းပြမောင်မောင်တို့မှဂုဏ်ပြုသည်ဆိုပူဇော်ပေးအပ်ပါလိမ့်ရှင်ဗျာ
ထုံးလေးဆောရုံးခါမီအဖွင့်မှာပြန် ဒီလူပါရှင်းနေတာရဲဝတ်တော်ဧကန်ဆွေဓမ္မဓမ္မရွှေကြောင်လုံငိမ့်ရောက်ဝဲလုံငိမ့်ရောက်ဝဲဒါနစုဝေဒါနစုဝေဦးတင်ဝေမသွေးထောင်းစစ်တော်မြေတော်ထူတင်ပန်းရဒီသာဥက္ကဋ္ဌအရှင်သဝနာဟုနာမရှိငယ်တန်စေလေးပစ္စည်းတရာ
ဝေတမြင့်ထီရရင်သိပ္ပချေကသိပ္ပချေနီမယေတဖန်ရံညံကောင်းနိုင်စာလုံးထုံးပါဥဒရိယာဤနန္နာကုန်ဤနန္နာကုန်ဤကြောင့်တိုင်းစီမမိခေါ်ဝဲတော်ဆရာမြတ်နေတင်ကြမလဲမြို့ကျင်းလက်ဝဲမြို့ကျင်းလက်ဝဲသူရဲ့တော်နန္ဒနိုင်အမောချုံ